ဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ဆိုရပါဒီနေ့မှာတော့ကျွန်တော်က unit 30က listening ပြီးသွားပြီဆိုတော့ကျွန်တော် exercise လုပ်မှာပေါ့နော်ထုံးစံတိုင်းပဲ exercise မစခင်မှာဒီ assignment လေးခဏလောက် pause လုပ်ထားမယ်ကိုယ်ဖြည့်ခြင်းပြီးပြီဆိုရင်ကျွန်တော်တို့ဖြည့်တိုင်းမှာပေါ့နော်ဆိုတော့ကျွန်တော်တို့စလိုက်အောင်နံပါတ်1 complete the sentence with work job or career ဒီစလုံးသုံးလုံးနဲ့သင်ရတဲ့နေရာမှာကျွန်တော်ဖြည့်ပေးရမယ်နံပါတ်1 I took too much work last month ကျွန်တော်လွန်ခဲ့တဲ့လကအလုပ်တွေအများကြီးလက်ခံခဲ့တယ်တဲ့ and couldn't finish it all couldn't finish it all အားလုံးကျွန်တော်အပြည့်မတတ်နိုင်ခဲ့ဘူးတဲ့လုပ်တွေအများကြီးလက်ခံခဲ့တယ်ဒီမှာကျွန်တော်တို့ work ကိုသုံးမယ် w work နောက်တစ်ခုက at the peak of her career သူမရဲ့ career ထိပ်မှာတဲ့ she was managing a sales force of 200 people လူအယောက်200ပါဝင်တဲ့ sales team တခုပေါ့ sales အင်အားစုတခုကိုသူမက manage လုပ်နေတာပါတဲ့သူမထိပ်မှာပေါ့နော်ပြောတာ CARE ရဲ့ careerနောက်တစ်ခု Daniel Robertson's career in education lasted almost 4 decades and Daniel Robertson ရဲ့အလုပ်ပေါ့နော် education မှာသူ့ရဲ့အလုပ်ကတဲ့4 decades နှစ်40နီးကြာခဲ့ပါတယ်တဲ့နှစ်40နီးကြာခဲ့ပါတယ်တဲ့ I have a very demanding job but I enjoy it demanding job တဲ့ပဲကျွန်တော်ဟိုမှာပြောခဲ့တယ်ဆိုတော့ခွန်အားတွေပါအများကြီးစိုက်ထုတ်ရတဲ့အလုပ်မျိုးပြောတာပင်ပန်းနေပေါ့နော်ဒါပေမဲ့ပင်ပန်းတဲ့အလုပ်ကျွန်တော်ရှိပါတယ်တဲ့ဒါပေမဲ့ကျွန်တော်ကြိုက်တယ်တဲ့ nonetheless ဒါပေမဲ့လည်းပဲသို့တော်ညာလည်းပဲကျွန်တော်ကြိုက်ပါတယ်တဲ့ nonetheless သို့တော်ညာလည်းပဲ demanding job number 5 at the moment လောလောဆယ်ပါတဲ့ we are carrying out work on the design of the new stadiumsဘောလုံးကွင်းအသေးရဲ့ design နဲ့ပတ်သက်ပြီးကျွန်တော်တို့အကောင့်ထဲပေါ်နေရပါတဲ့ W rocket သုံးမယ် work the scandal ruined his career and he never worked in the stock market again never work in the stock market again ဆိုတော့ဘာပြောရလဲဆိုတော့မကောင်းသတင်းရပါတော့ scandal မကောင်းသတင်းရ ruin ဖြတ်စည်းပလိုက်ပါတယ်တဲ့ဖြတ်စည်းပလိုက်ပါတယ်တဲ့ his career သူ့ရဲ့အလုပ်ကိုတဲ့ and he never work in the stock market again stock market ထဲမှာသူဘယ်တော့မှအလုပ်ပြန်လုပ်လို့မရနိုင်ခဲ့ပါဘူးတဲ့ scandal မကောင်းသတင်းက number 7 I'm going to apply for a job ကျွန်တော်အလုပ်ရှောက်မယ်တဲ့ in a supermarket မှာ supermarket တစ်ခုမှာကျွန်တော်အလုပ်ရှောက်မယ်တဲ့ number 8 she had a long and brilliant career အရန်ကမှအောင်မြင်တဲ့ရှေ့လျားပြီးအောင်မြင်တဲ့အလုပ်တစ်ခုရှိခဲ့ပါတယ်တဲ့ in show business မှာ show နဲ့သက်ဆိုင်တဲ့အလုပ်ဒီလုပ်ငန်းမှာပေါ့နော် at 20 အသက်20မှာ she got her first and steady job in a small regional theater သူမအသက်20မှာသူမရဲ့ပထမအဦးဆုံးတည်ငြိမ်တဲ့အလုပ်တစ်ခုပေါ့နော်ရရှိခဲ့ပါတယ်တဲ့ small regional theater သူတို့ဒေသနဲ့ဆိုင်တဲ့ပြားစက်ရုံတစ်ခုမှာပြားစက်ရုံငယ်လေးတစ်ခုမှာ but I met it was in 1980 အဲ့ဒါက1980ခုနှစ်ကပါ that her career really took off when she was offered a part in a TV series အဲ့ဒါက1980ခုနှစ်မှာသူမလုပ်ခဲ့တယ်ပေါ့နော် that her career really took off သူမရဲ့ဒီအလုပ်ကပေါ့နော် really took off စတင်ခဲ့ပါတယ်တဲ့ when she was offered a part in TV series တွေထဲမှာသူမTV series တွေထဲမှာစတင်တရုပ်ဆောင်မယ်ဆိုပြီးသူမက offer လုပ်ချင်းခံရတဲ့အချိန်မှာတော့ကစတင်ခဲ့ပါတယ်တဲ့သူမကစတင်ခဲ့ပါတယ်တဲ့ဆိုတော့ဒီမှာအဖြေကcareer ဖြစ်မယ်နော် career ဖြစ်မယ် CAREER ဆိုဒီမှာဒီ sentence ထဲမှာဆို3ခုဖြစ်သွားမယ် career ရယ် job ရယ် career တစ်ခုထပ်လာတယ်ရမ်းမကပ်ဘူးနော်လိုလေဒါလေးကဒုတိယပိုင်းသွားမယ်ဒုတိယပိုင်းမှာဆိုလို့ရှိရင် look at this job advert ဒီအလုပ်ကြေညာစာကိုကြည့်ပါတဲ့ then အဲ့နောက်မှာတော့ look at the short list of candidates ဘယ်လိုအောက်မှာပြရတဲ့ candidate တွေကိုစီးရင်ကြည့်လိုက်တဲ့ rank them in order to suitability for the job
alone နဲ့ပတ်သက်ပြီးတော့ရနိုင်ခြင်းနဲ့အလုံးရနိုင်ခြင်းနဲ့ပတ်သက်ပြီးသူတို့ကို rank ဆိုလုပ်ပေးပါအမှတ်လေးလုပ်ပေးပါတဲ့ from 1 to 3တယောက်ကတော့နံပါတ်1ဆိုလို့ရှိရင်တော့ most suitable အသင့်တော်ဆုံးပေါ့နော်နံပါတ်3ဆိုလို့ရှိရင်တော့အသင့်မသင့်တော်ဆုံး and give your reason ပြီးတော့အကြောင်းပြချက်လည်းပေးပါတဲ့ဒီလူကဘာကြောင့်အလုပ်ရတင်တယ်ပေါ့နော်ဒါမျိုး so နံပါတ်1ကပထမဆုံးလူကမကြောက်ရင်ဖတ်လိုက်မယ် the Carlson Group marketing manager the company name ဒီဘက်ကသူခေါ်နေတဲ့ position the Carlson Group is looking for a marketing manager with relevant qualifications တင်းလျော်တဲ့ qualification နဲ့ရှိတဲ့ marketing manager တယောက်ကိုသူတို့ရှာနေပါတယ်တဲ့ at least 5 years experience in sales မှာအနည်းဆုံး9 နှစ် experience ရှိရမယ်တဲ့ and marketing sales and marketing မှာပေါ့နော်အနည်းဆုံး9 နှစ် experience ရှိရမှာမယ်တဲ့ and competitive salary and generous benefits competitive salary ဆိုလို့ရှိရင်အရန်ကမှနိုင်ရှင်လို့ရတယ်ဆွဲဆောင်မှုရှိတယ်ပေါ့ salary ပေါ့နော်ပြီးတော့ generous benefits ဆိုလို့ရှိရင်လည်းရက်ရောတဲ့ benefit တွေတဲ့ are available for the right candidate မှန်ကန်တဲ့ candidate တွေပေါ့နော်တင်းလျော်တဲ့ candidate အတွက်ဆိုလို့ရှိရင်ဒါမျိုးတွေရနိုင်တယ် salary တွေကောင်းတယ်ပေါ့နော် salary တွေကောင်းတယ်ပြီးတော့ဒီနောက်ကနေပြီးမဲ့ benefit တွေကလည်းကောင်းပါတယ်ဆိုတာကိုသူပြောနေတာပြီးတော့ဆက်ပြောတာက you must have a good knowledge of current market ဒါပေမဲ့တော့ဒီလောလောဆယ်မှာလက်ရှိ market ရဲ့ knowledge ကိုတော့မကောင်းကောင်းသိရမယ် you must have a good knowledge of current market လက်ရှိ market လက်ရှိဈေးကွက်ရဲ့ဒီအနေအထားကိုမကောင်းကောင်းနားလည်ရမယ်တဲ့ and be available to start work in a short notice and ရက်အကြာကြီးမဆောင်နိုင်ဘူးမတက်လာအတွင်းဖြစ်ပြောလို့ short notice ဒီရက်ပိုင်းအတွင်းမှာအဲ့လိုမျိုးဖြစ်ပြောเนาะအနည်းပြောမယ်ရက်အကြာကြီးမဟုတ်ဘဲနဲ့ရက်လာပိုင်းအတွင်းမှာသို့မဟုတ်ဒီတပတ်နှစ်ပတ်အတွင်းမှာအလုပ်လုပ်နိုင်ရမယ်တဲ့ must be a good team player အဖွဲ့အစည်းနဲ့လည်းအလုပ်လုပ်နိုင်ရမယ်တဲ့ this is a high power and fulfilling job for anyone wishing to embark on a career in senior management ဘာပြောရလဲဆိုတော့ this is a high power ဆိုတော့အရေးကြီးတဲ့အလုပ်တစ်ခုဖြစ်ပါတယ်တဲ့ this is a high power and fulfilling job အရေးကြီးပြီးတော့စိတ်ချမ်းသာတဲ့အလုပ်တစ်ခုဖြစ်ပါတယ်တဲ့ for anyone ဘယ်သူအတွက်ကိုမဆိုပေါ့နော် wishing to embark on a career in senior management level မှာအလုပ်စတင်လုပ်ချင်တဲ့မိသူကိုမဆိုအလုပ်စတင်လုပ်ချင်တဲ့လူတိုင်းအတွက်စိတ်ချမ်းသာပြီးတော့အရေးကြီးတဲ့အလုပ်တစ်ခုဖြစ်ပါတယ်တဲ့ စင်ပြေပြီးတော့အလုပ်ဟိုလဲအစင်ပြေပြီးတော့အရေးကြီးတဲ့အလုပ်တစ်ခုဖြစ်ပါတယ်တဲ့အလုပ်တစ်ခုဖြစ်ပါတယ်တဲ့ဟုတ်နော် embark on a career စတင်လုပ်ကိုင်နေနော်အလုပ် the company wishes to fill the vacancy immediately company ကတော့ဒီ vacancy လွတ်လပ်နေတဲ့ຢာတွေကိုအမြန်ဆုံးဖြည့်ချင်ပါတယ်တဲ့သူတို့ရဲ့ကြောင်ညာစာကျွန်တော်အောက်ကနေ applicant လျှောက်တဲ့သူတွေပေါ့နော် Kevin Marsh 22နှစ်just left university with a degree in management အခုမှ university ကျောင်းပြီးတာပေါ့နော်ကျောင်းပြီးတာ degree in management မှာသူ degree တစ်ခုရှိတယ် likes working in team တဖွဲ့စည်းနဲ့လောက်သဘောကျပါတယ် and wants satisfying job နေလို့လဲသူလုပ်ချင်တယ်ပေါ့နော်လုပ်ချင်ပါတယ်တဲ့ unemployed လောလောဆယ်မှာတော့အလုပ်မရှိပါဘူးတဲ့လောလောဆယ်မှာတော့အလုပ်မရှိပါဘူးတဲ့နောက်တစ်ခါကျတော့ Catherine Boa okay ဆိုတော့အင်္ဂလိပ်နာမည်တော့မဟုတ်ဘူးเนาะ Catherine Boa 35 year အသက်35နှစ်ပါ worked in an international market for 7 years 9နှစ်ကြာ international marketing မှာနိုင်ငံတကာဒီဈေးကွက်စီးပွားရေးနဲ့ပတ်သက်ပြီးတော့သူလုပ်ခဲ့ပါတယ်တဲ့ degree in business မှာသူဘွဲ့ရခဲ့တယ် and used to work in under stress ဒီ under stress and meeting deadline နေနဲ့ဒီ stress ပေါ့เนาะဒီစိတ်ဖိစီးမှုအောက်မှာစိတ်ဖိစီးမှုနဲ့ပတ်သက်ပြီးအလုပ်တွေအများကြီးလုပ်ခဲ့ပါတယ်တဲ့ 1 month notice required in present လက်ရှိအလုပ်ကနေပြီးတော့အကေထွက်ချင်တယ်ဆိုပြီးသူအနည်းဆုံးတစ်လကြိုတင်ပြီးတော့အခုလက်ရှိကိုလောက်ထွက်မယ်ဆိုပြီးတော့ကြိုတင်မှုလိုအပ်ပါတယ်တဲ့နောက်တစ်ခုက Nuala Riley 6 years experience as writer for a large publisher သူက publisher တယောက်အနေနဲ့ပေါ့နော်သူက6နှစ်ကြာဒီ publishing လုပ်ငန်းမှာသူ editor တယောက်အနေနဲ့6နှစ်ကြာအတွေ့အကြုံရှိပါတယ်တဲ့ extremely adaptable ဖြစ်တယ်
excellence relation with colleagues ဆိုတော့ဒီလုပ်ဖို့ကိုင်မိုက်နဲ့ပတ်သက်ပြီးတော့လည်းပဲပေါင်းဆက်ဆိုင်ကောင်းတယ်အဲ့ဒါက3 months notice require အဲ့မဲ့သူလက်ရှိအလုပ်ကိုင်ထွက်တော့မှဆိုလို့ရှိရင်3လကြိုပြောရမယ်တဲ့ဆိုတော့ဒီထဲမှာကျွန်တော် rank ပေးမယ်ဆိုလို့ရှိရင်ဒီအပေါ်ဆုံးတရားကတော့ number 3ပါပဲလုံးဝမဖြစ်နိုင်ဘူးဘာကြောင့်လဲဆိုတော့ too young ငယ်လွန်းတယ်ပြီးတော့ does not have any experience အတွေ့အကြုံလည်းမရှိဘူး management level 7က company ကြီးမှာ22နှစ်ကတော့ငယ်လူနေပေါ့နော်ကိုအောင်မှာအဲ့အရွယ်ကြီးအများကြီးရှိတယ်ဆိုတော့မလေးစားသေးဘူးခံကောင်းခံရနိုင်တယ်ဆိုတော့22နှစ်အခုမှအကြောင်းပြတာဆိုတော့အဆင်ပြေသူ position က too young ပြီးတော့ does not have any experience နံပါတ်2ကကြတော့ enough experience ကျွန်တော် rank ကိုကျွန်တော် number 1ပေးလိုက်မယ်နံပါတ်2ကိုကြတော့ enough experience အတွေ့အကြုံလုံလောက်တယ် right qualifications အသင့်လျော်တဲ့ qualification လည်းရှိတယ် and has worked in a team ဒီ team မှာလည်းအလုပ်လုပ်ဖူးတယ်ပြီးတော့ short notice တိတ်အကြာကြီးလဲစောင့်နေရမလို့တလားဆိုရင်ရပြီဆိုတော့တတိယတရားကကျတော့ကျွန်တော်နံပါတ်2ပေးမယ် rank ကိုဆိုတော့ round kind of experience ရှိတိုင်းမဲ့ experience တို့လို့ကျင်တဲ့ field မှာမရှိဘူးပြီးတော့ long period of notice လည်းဒီ3လဆိုတော့တော်တော်လေးကြာမယ်ပေါ့နော်အခုချိန်ခန့်လို့မရဘူး3လအောင်စောင့်ပြီးတော့ကျွန်တော်သူခန့်လို့ရမခန့်ကြည့်နော်အဲ့ဒါကဘာဖြစ်အောင်လဲအဲ့လောက်ပါပဲနော်အဲ့လောက်ပါပဲ okay ဆိုတော့ဆက်သွားမယ်လားနောက် မှာဆိုလို့ရှိရင် matching the beginning of each sentence on the left with its ending on the right ဘယ်ဘက်နဲ့ညာဘက်က sentence တွေကျွန်တော်ကဆက်ပေးရမှာတွဲပေးရမှာနော်နံပါတ်1 she has set some difficult targets for us all she had set some difficult targets ဆိုတော့သူမကတော့ခက်ခဲတဲ့ target တွေကို sorry သူမကဒါကိုကျွန်တော်ဘယ်လိုပြောမလဲဆိုလို့ရှိရင်ခက်ခဲတဲ့အလုပ်တွေကိုသူမကပြင်းမြောက်အောင်ဆိုပြီးကျွန်တော်တို့အားလုံးအတွက်ကိုသတ်မှတ်ထားပါတယ်တဲ့သူခက်ခဲတဲ့အလုပ်တွေကိုပြင်းမြောက်အောင်မယ်ဆိုပြီးတော့ကျွန်တော်တို့အားလုံးအတွက်သတ်မှတ်ထားပါတယ်တဲ့ set something target ဆိုတာက set target ဆိုတဲ့အဓိပ္ပာယ်ကအလုပ်တစ်ခုကိုဘယ်ရဲ့ချိန်မှာပြင်းမြောက်အောင်မယ်ဆိုပြီးသတ်မှတ်တာမျိုးပြောတာနံပါတ်2 we are making preparation for the sales conference ကျွန်တော်တို့က sales conference နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကပြင်ဆင်မှုတွေပြုလုပ်နေဖြစ်ပါတယ် we are making preparation ပြင်ဆင်မှုတွေပြုလုပ်နေဖြစ်ပါတယ် number 3 I always keep my appointment ကျွန်တော် change ဆိုရတဲ့အများတန်းကိုကျွန်တော် greet တီပါတယ်ဗောနော် change ဆိုကြတဲ့အများတန်းကိုကျွန်တော်တီပါတယ်တဲ့မဖြတ်ဘူးဗော I always keep my appointments number 4 Kate will take the minutes at the meeting Kate က meeting မှာ meeting minute ကိုသူမှတ်လိုက်မယ်တဲ့ Kate will take the minute ပေါ့နော်နောက်တစ်ခု I have to give a presentation to my colleagues ကျွန်တော်ရဲ့လုပ်ဖို့ကံမဲ့တွေကိုကျွန်တော် presentation ကိုပေးရမယ်တဲ့ I have to give a presentation to my colleagues number 6 he never achieved his goals in his career သူရဲ့အလုပ်မှာသူရဲ့ goal တွေကိုတစ်ခါမှသူ့ရဲ့ပိုင်းနိုင်တစ်ခါမှမရောက်ရှိဘူးတဲ့မရောက်ဘူးတဲ့နောက်တစ်ခုက and he fielded my phone calls while I took time သူကျွန်တော်ရဲ့ဖုန်းတွေအားလုံးကိုဖြေလိုက်ပါတယ်တဲ့သူကျွန်တော်ရဲ့ဖုန်းတွေအားလုံးကိုဖြေလိုက်ပါတယ်အဲ့ဒါကိုကျွန်တော်ကဟိုဘက်မှာပြောခဲ့တယ်เนาะအလုပ်ဒီ call တွေကိုပါနိုင်ဖြေရှင်းတာမျိုးကျွန်တော်ကပြောတာပါ when I took off ကျွန်တော်အလုပ်ဒီ when I took time off ကျွန်တော်ခဏနားတဲ့အချိန်မှာသူကကျွန်တော်ရဲ့ဖုန်း call တွေအားလုံးကိုသူကကောင်းကောင်းမို့ပါနိုင်ဖြေပြီးတော့ဖြေရှင်းနိုင်ခဲ့တယ်တဲ့နောက်တစ်ခုကကျတော့ what do the collocation in bold in the text below mean အောက်မှာပေးထားတဲ့ bold letter တွေကဘာတွေဘယ်လိုအဓိပ္ပာယ်ပေးတာလဲ use the diction to help you ဒါကိုလောက်ရမှာနော်ကျွန်တော်ဖတ်ကြည့်လိုက်မယ် Kiko started out in a dead-end job in the jam factory but she ended up with a glittering career on the stage မှာ dead answer လို့ရှားပါမယ်နောက်ပြီးတော့ glittering career ကိုရှားပါမယ်ပြီးရင် career spanning ကိုရှားပါမယ်ပြီးရင် and lucrative job ကိုရှားမယ်နောက်ပြီးတော့ rewarding job ကိုရှားမယ်ကျွန်တော်ဒီလုံးအဓိပ္ပာယ်လေးကိုပြောကြည့်လိုက်မယ်ပေါ့နော် dead end job ဆိုတာကကျွန်တော်တို့အောင်မြင်နိုင်ခြေနည်းတဲ့အလုပ်မျိုးခေါ်တာ Kiko starting out in a dead end job in a jam factory ဆိုရိုးစိတ်အောင်တရုံမှာသူမက
အောင်မြင်နိုင်နေတဲ့အလုပ်တစ်ခုသူမှစတင်လုပ်ခဲ့တယ်တဲ့ဒါပေမဲ့ she ended up with a glittering career on a stage symbol မှာတဲ့ glittering အဓိပ္ပာယ်ကကြတော့ကျွန်တော်ကဟိုအားကျလောက်တဲ့လူအများစုကအားကျလောက်တဲ့အလုပ်မျိုးကိုကျွန်တော် glittering career လို့ခေါ်တယ်ဒါပေမဲ့သူကဒီလူအများကအားကျလောက်တဲ့အလုပ်မျိုးနဲ့သူမကအဆုံးသက်သွားပါတယ်တဲ့နောက်ဆုံးအဲ့ဒီလုပ်ရပါတယ်ဗောနော် a career spanning 5 decades ဆိုတော့အဲ့ career အဲ့ဒီအလုပ်တစ်ခုတည်းကိုသူမက9နှစ်50ကြာလုပ်ခဲ့ပါတယ် career spanning ဆိုအလုပ်တစ်ခုတည်းကိုနှစ်ပေါင်းများစွာလုပ်တာ career spanning လို့ခေါ်တယ် and she is quoted as saying stage acting may not be a particularly lucrative jobs ဒီ state ပေါ်မှာတရုပ်ဆောင်တာကတဲ့lucrative job ကဟိုအရန်ကမှဟိုဗာလဲ lucrative job ကိုကျွန်တော်အမြတ်ရတဲ့အလုပ်မျိုးတော့မဟုတ်ဘူးတဲ့ may not be a particularly lucrative အလုပ်ဒီအမြတ်တွေအများကြီးရပတ်စံတွေအများကြီးရတဲ့အလုပ်မျိုးတော့မဟုတ်ဘူးဒါပေမဲ့တဲ့ it has to be one of the most rewarding jobs in the world reward ဒီကမ္ဘာပေါ်မှာတဲ့ reward အများဆုံးရတဲ့အလုပ်တစ်ခုဖြစ်ပါတယ်တဲ့ပတ်စံတော့အများကြီးမရဘူးဒါပေမဲ့ reward တွေအများကြီးရတယ်ဗောနော် reward ရတယ်ဆိုတာဒီမှာဘာကိုပြောချင်တာလဲဆိုတော့ဟိုပတ်စံအများကြီးရတာလေ emotional emotional support ပေါ့နော် personal satisfaction ဆိုအစရှိတွေစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့သူအများကြီးရတာမျိုးပြောတာ rewarding job သူအတိတ်ပဲက a job where the person gets a lot of personal satisfactions emotional rather than financial from doing the work အလုပ်သူအတိတ်ပဲပေါ့နော်ဒါဒီကနေပြီးတော့ဒီ rewarding job ဆိုတာကသူဒီလူတစ်ယောက်ကသူ့ရဲ့ personal satisfactions အများကြီးရပါတယ်တဲ့ဒီအဲ့ဒီအလုပ်ကိုလုပ်ချင်းအဖြစ်ပေါ့နော် emotional စိတ်ပိုင်းဆိုင်ရာနဲ့ခံစားချက်တွေအများကြီးရတယ်တဲ့ကျွန်တော်ဒီငွေကြေးပိုင်းဆိုင်ရာတက်စားလို့ရှိရင် okay ဆိုတော့ဆိုလို့ရှိရင်เนาะဒီသင်ခန်းစာလေးကိုရတော့မယ်ကျွန်တော်ထင်တာလုံးမဆိုရင် have a nice day ပါနောက်ထပ် lesson မှာပြန်တွေ့ပါမယ်